ငွေကြေးအရင်းအနှီးလည်းအပြေအဝရှိတယ်ဟိုလေလုပ်ငန်းအတွေ့အကြုံလည်းရင့်ကျက်တယ်ပေါ့နော်ပြီးတော့ကဘာပေါ်မှာအောင်မြင်ဆုံးလို့ပြောလို့ရတဲ့လက်လီအမတန်စိတ်ကြီးတစ်ခုလည်းဖြစ်နေလျက်ထားတဲ့မြန်မာနိုင်ငံကလမ်းထောင်လေးတစ်ခုမှာစက်တော်ရန်ပေ2500လောက်ပေးကျဲတဲ့ထာမန်ကုံစုံဆိုင်လေးတစ်ဆိုင်လာဖွင့်ဖို့ကိုဥပဒေအရလုံးဝပိတ်ပင်ခံထားရတယ်လို့ပြောရင်ယူနိုင်မလားရှင်ကျွန်တော်လည်းတော့ယုံဖို့ခက်မှာဗျာအပြင်မဲ့ကြည့်လို့လာဖွင့်ဖို့တိတ်လွယ်မယ်လို့ထင်စရာရှိတာကိုဟုတ်တယ်မလားဒါဟာကမ္ဘာအကြီးဆုံးလက်လီအယောင်ဆိုင်ကွန်ရွက်ကြီးဖြစ်တဲ့ 7-Eleven ရင်းဆိုင်နေရတဲ့လက်ရှိအခြေအနေအမှန်ပါပဲဒီနေ့ကျမတို့ရဲ့ဒီအကြောင်းအရာတွေကိုနန်းနန်းရှိုင်းရှိုင်းလေ့လာသုံးသပ်မယ့်အစီအစဉ်မှာဆိုရင်လေ 7-Eleven ဟာဒီလိုကြီးမားတဲ့ဟန်နထားတွေကိုကြော်ဖြတ်ဖို့အတွက်အင်မတန်မှပါးနတ်တဲ့မဟာဗျူဟာမြောက်စစ်တွင်ကစားကွက်တစ်ပွဲကိုဘလို့ဆင်တွဲနေလဲဆိုတာဆွေးနွေးသွားမှာပါဟုတ်ကဲ့ဒီတော့သူတို့ရဲ့အစီရင်ခံစားရတဲ့မဆုတွေကိုအခြေခံပြီးတေချာလေးလေ့လာကြည့်ကြတာပေါ့ဗျာဥပဒေကွေ့ရှောင်မှုတွေအကြောင်းအခုပဲစလိုက်ကြအောင်ကဲတကယ်တော့လေကျွန်တော်တို့မျက်စိရှိမှမြင်နေရတဲ့ 7-Eleven ဆိုင်လေးတွေဆိုတာတာမန်ကုံစုံဆိုင်မဟုတ်ဘူး။အလွန်တိကျသေးကြစွာတွက်ချက်ထားတဲ့အမားယွင်းမခံတဲ့စီးပွားရေးပုံစံကြီးတစ်ခုရဲ့မျက်နှာစာသက်ပါပဲဟုတ်တယ်သူတို့ရဲ့ကွန်ရက်ကတော်တော်ကြီးတာနော်ကြီးတာမှ2024ခုနှစ်စည်ရင်နေရဆိုရင်ကမ္ဘာတော်မှာဆိုင်ခွဲပေါင်း8000ခွဲကျော်တော့ရှိနေပါပြီဟာ8000ခွဲမနေဘူးပဲဟုတ်တယ်ဗျာဒီလောက်ကြီးမားတဲ့လုပ်ငန်းကြီးတစ်ခုကမြန်မာနိုင်ငံလိုရှုပ်ထွေးပြီးပြောင်းလဲမှုမြန်တဲ့ဈေးကွက်တစ်ခုတည်းကိုဝင်ဖို့စ조사တဲ့အခါသူတို့ရဲ့အခြေခံစီးပွားရေး DNA ကိုအရင်ဆုံးနားလည်ထားဖို့လိုအပ်ပါတယ်အဲ့ဒီ DNA ကတော်တော်လေးကိုထူးခြားတယ်လို့ဖတ်ရတယ်ရှင်တာမန် franchise လုပ်ငန်းအများစုကိုကြည့်လိုက်ရင်ကိုရောင်းရရဲ့ရောင်းငွေcross revenue စုစုပေါင်းပေါ်မှာရာခိုင်နှုန်းတစ်ခုဖြည့်ယူလေးရှိရတယ်မလားဟုတ်ပါတယ်တာမာအဖြစ်တော့အဲ့ဒီလိုပဲတွားကြတာများတယ်ဆိုပါစို့ coffee တစ်ခွက်ရောင်းရရင်အဲ့ဒီ coffee 4ရဲ့9ရာခိုင်နှုန်းသုံးဖို့10ရာခိုင်နှုန်းကိုရုံးချုပ်ကယူထွားတာမျိုးပေါ့လေဒါမဲ့ကျမတို့လက်စွပ်လက်ခံရထားရဲ့အချက်လက်တွေရဆိုရင် 7-Eleven ကအဲ့ဒီလိုမလုပ်ဘူးသူတို့ကတခြားလမ်းကြောင်းကတွားတာဗျဟုတ်တယ်သူတို့ကအကြမ်းဖြင့်အမြတ်ငွေသို့မဟုတ် gross profit ပေါ်ကနေ90ရာခိုင်နှုန်းအထိကိုခွဲဝေယူတဲ့စနစ်ကိုကျင့်သုံးနေတာတွေ့ရတယ်အဲ့ဒါကသူတို့ရဲ့အဓိကလျှို့ဝှက်ချက်တစ်ခုလို့တောင်ပြောလို့ရတယ်ဗျာ gross profit ဆိုတာကရောင်းငွေတွေကနေကုန်ပစ္စည်းရဲ့အရင်ဖို့ကိုနှုံးလိုက်လို့ကျန်တဲ့အမြတ်ငွေတက်ကိုပြောတာပါအမြတ်တက်ပေါ့ဟုတ်တယ်အဲ့ဒီအမြတ်ငွေရဲ့တဝက်တိတိကိုရုံးချုပ်ကယူပါတယ်ဗျာရဲ့90ရာခိုင်နှုန်းကိုရုံးချုပ်ကိုပေးလိုက်ရပြီဟုတ်တယ်တဝက်တိတိပဲဗျာပြီးတော့ franchise လို့ခေါ်တဲ့ဆိုင်ခွဲပိုင်ရှင်ဘက်ကကျန်တဲ့90ရာခိုင်နှုန်းတွေကနေဝန်ထမ်းလစာတွေအခွန်အခက်တွေလက်စမီဖိုးနဲ့နေ့စဉ်လက်ပတ်စရိတ်တွေကိုထပ်ရှင်းရအောင်မလားတွက်ကြည့်လိုက်ရင်ဆိုင်ပိုင်ရှင်တော်တော်လေးကြက်တဲသွားနိုင်တဲ့အနေထားပဲမှန်ပါတယ်ဆိုဒီလိုစနစ်မျိုးကဝန်ထမ်းလစာနဲ့ကုန်ကျစရိတ်တွေမတည်ငြိမ်တဲ့ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာဘယ်လိုလုပ်အလုပ်ဖြစ်နိုင်မှာလဲရှင်အပြင်ပန်းကြည့်ရင်တော့ဆိုင်ခွဲပိုင်ရှင်တွေအတွက်အတော်ကြီးစွန့်စားရတယ်လို့ထင်ရပါတယ်ဗျာဒါပေမဲ့ယုံချုပ်ကပါကြောင်တလို့အများကြီးယူနိုင်ရတာလဲဆိုတဲ့အကြောင်းရင်းကိုကြည့်ဖို့လိုတယ်ဘာလဲပန်ပိုးပေးထားလို့လဲယုံချုပ်ကအင်ချမ်းမြေဝဲယူတာဒို့မော့ငားရန်တာဆိုင်ကိုချောတဲ့ဆောက်လို့ပေးတာတွေအကုန်လုပ်ပေးတယ်ပြီးတော့လိုအပ်တဲ့ရေခဲ data တွေကွန်ပျူတာစက်ပစ္စည်းတွေနဲ့ဤပညာစိတ်တွေအလုပ်ပါသူတို့ဘက်ကအကုန်ချခံပေးထားလို့ဖြစ်ပါတယ်။အော်အကုန်အတင်လုပ်ပေးထားတာပေါ့။ဟုတ်တယ်ဗျာ။ဆိုလိုတာကဆိုင်ခွဲပိုင်ရှင်ဟာငွေကြေးအင်ဂျင်နီကြီးမာမာလိုအပ်တဲ့ခေါင်းခဲစရာကိစ္စကြီးတွေကိုစဉ်းစားစရာမလိုတော့ဘူး။အော်ဒါဆိုရင်တော့ဒါဟာအင်ရှင်တယောက်ကအိမ်လကမယူပဲအိမ်ထဲမှာလိုအပ်တဲ့ပရိပို့ကတွေပစ္စည်းစုံလည်းထည့်ပေးထားပြီးတော့ကိုရှာသမျှပိုက်ဆိုင်ရဲ့အတွက်ကိုယူတဲ့ပုံစံမျိုးနဲ့သွားတူနေတာပေါ့။ကွက်တိပဲပါ။အဲ့ဒီဥပမာကအရှင်းလင်းဆုံးပဲ။ဒါပေမဲ့စီးမြင့်တွေကအဲ့လုံးနဲ့ပြီးမတော်ဘူးနော်။ဟင်ဘာတွေများရှိသေးလို့လဲ။အစီရင်ခံစားတွေထဲမှာတွေ့လိုက်ရတဲ့နောက်ထပ်အချက်တစ်ခုကတော်တော်လေးအံ့ဩစရာကောင်းတယ်ဗျ။24နာရီမဖွင့်ဘူးဆိုရင်စိုင်းပိတ်ထားတဲ့တနင်္ဂနွေတိုင်းအတွက်အမျက်ငွေရဲ့ဝိုင်းဒသမ1ရာခိုင်နှုန်းကိုတန်ကြေးဖြစ်ထပ်မှဖြတ်တော့တယ်ဆိုတဲ့အချက်ပဲတကယ်ကြီးလားဒါဟာညဘက်လူရှင်းတဲ့အချိန်မှာစိုင်းပိတ်ထားခြင်းရန်တောင်ပိတ်ခွင့်မရအောင်အမြဲတမ်းဖွင့်ထားဖို့တိုက်ရိုက်ဖိအားပေးထားတာပဲနော်အထီးကြပါပဲအဲ့ဒီတန်ကြေးစနစ်ကသူတို့ရဲ့အမြဲတမ်းအထင်ရှိနေရမယ်ဆိုတဲ့အမတ်တန်စိတ်ရဲ့တန်ဖိုးကိုထိမ့်သိမ့်ဖို့ဖန်တီးထားတာပါသဘောပေါက်ပြီနောက်တစ်ချက်ကယုံချုပ်ဟာအမျက်ငွေဘောကနေရခိုင်နှုန်းယူတာဖြစ်တဲ့အတွက်အယောင်းဝဲအရေးအတွက်ဘလောက်များများရောင်းရတယ်လဲဆိုတာထက်အမျက်အစွန်းဘလောက်ကြီးကြီးမားမားကြံတယ်လဲဆိုတာကိုပိုအာရုံစိုက်လာတယ်ပစ္စည်းအများကြီးရောင်းရတာထက်မြက်တဲ့ပစ္စည်းရောင်းရတာကိုပိုလိုချင်တာပေါ့ဟုတ်တယ်ဗျာကုံစုံဆိုင်တွေမှာတာမန်ဆက်ပြာထွဲတဲ့ဆေးရောင်းတာထက်ဆိုင်ရင် 7-Eleven လို့ကိုပိုင်အမတ်တန်စိတ်ထူးကုန်တွေ Slappy လို့ကိုပိုင်အချိုးရည်တွေ
နောက်ကော်ဖီနဲ့တန်းစားအစားအစာတွေကိုရောင်းရတာကအမြတ်ပိုကျန်လာတယ် ဟုတ်သားပဲအဲ့ဒီဟာတွေကဈေးလက်ပိုရတယ်လी ဒါကြောင့်မို့လို့ 7-Eleven ဟာကုန်ချောက်တွေထဲစားတော့ကုန်တွေကိုဦးစားပေးရောင်းချရဲ့ food forward view ဟာကိုအပြည့်အထန်ကျင်းသုံးလာတာဖြစ်ပါတယ်ဗျာ ဒါကတော့ရုပ်တရှိပါတယ်ရှင်ဒါပေမဲ့ခက်တာကဒါဟာကမ္ဘာလုံးဆိုင်ရာ model ဖြစ်နေတာပဲလေအမေရိကန်မှာဆိုရင် 7-Eleven ဆိုင်တစ်ဆိုင်ဖွင့်ဖို့ကနူးရင်းနှီးမြှုပ်နှံမှုက American dollar 38,000နေတော့ကနေတသက်မှာချုပ်တန်းအထိကုန်ကျနိုင်တယ်လို့သိရတယ် ဟုတ်တယ်ဗျာကုန်ကြစရိတ်ကတော်တော်များတယ် ဒေါ်လာ1 သန်းကျော်ဆိုတာမြန်မာငွေနဲ့တွေ့ရင်ဘလို့မှမဖြစ်နိုင်တဲ့ gain ကဏ္ဍပဲဒီလောက်ကြီးမားတဲ့ပမာဏကိုရင်းနှီးမြှုပ်နိုင်မဲ့တာမန်လုပ်ငန်းရှင်ဆိုတာအရှိတောင်အာရှမှာရှာဖို့ခက်သွားပြီဆိုတော့ဒီ model အတိုင်းမြန်မာနိုင်ငံကိုလာဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူးသူတို့ဘလို့ပြောင်းလဲမှုတွေလုပ်တယ်လဲ ဒီနေ့ကမှာလေထိုင်းနိုင်ငံရဲ့အကြီးဆုံးကုမ္ပဏီစုကြီးထက်တဲ့ CPO ရဲ့ခန်းကရာကအဓိကကြာလာပါပြီ 7-Eleven ဟာအာရှဈေးကွက်အထူးသဖြင့်အရှိတောင်အာရှကိုထိုးဖောက်ဖို့အတွက် data တွင် master franchise တို့မဟုတ် master franchisee စနစ်ကိုတုံ့ပြန်ပါတယ်ဗျ အော်တက်ရိုက်မလားပဲကြားခံကနေလာတာကော ဟုတ်တယ် Indo-China data တစ်ခုလုံးအတွက်ဆိုရင် CPO ကုမ္ပဏီကြီးကတူဦးတဲ့ကိုစားလဲဖိတောင်းယူထားတာပါ CPO ဟာထိုင်းနိုင်ငံမှာနေဆိုင်မောင်း1,430ကျော်ဖွင့်လှစ်ထားပြီးသားပါ ဆိုင်ပေါင်း1000ခွဲကျော်မနှဲဘူးနော် သူတို့ရဲ့ငွေကြေးတောင်းတမှုကအလွန်အရေးကြီးပါပဲသူတို့ရဲ့ဈေးကွက်တန်ဖိုးဆိုတော့ market cap ဟာဘတ်ငွေ418ဘီလီယံကျော်ရှိပါတယ် ဆိုတော့ CPO မှာငွေအလွန်အရင်ရှိနေတယ်ဒါပေမဲ့ခုနကပြောသလိုဒေါ်လာ1 သန်းကျော်ကုန်မဲ့ဆိုင်တွေကိုဒေတာကန်တွေကမဝယ်နိုင်ဘူးဆိုတဲ့ပြောတဲ့နာကရှိနေတော့မယ်လေသူတို့ကမြေပြင်ချင်းနေနဲ့ကိုက်ညေအောင်စီးပွားရေးပုံစံကိုဘယ်လိုပြောင်းပြလိုက်တာလဲရှင် အဲ့ဒါကသူတို့ရဲ့အတော်ဆုံးအချက်ပဲဗျ American က model ကိုလုံးဝဘေးဖယ်ထားလိုက်ပြီးထိုင်းကမ္ဘောဒီးယားနဲ့လာအိုနိုင်ငံတွေအတွက်တီးသန့်ရည်ရွယ်တဲ့ type B နဲ့ type C ဆိုတဲ့ model အတစ်တွေကိုဖန်တီးလိုက်ပါတယ် အော်ဒေတာနဲ့ကိုက်ညေအောင်ပုံစံပြောင်းလိုက်တာပေါ့ ဟုတ်တယ်ကမ္ဘောဒီးယားမှာဆိုင်40ဆိုင်လာအိုမှာ110ဆိုင်အထိဒီ model တွေနဲ့အောင်မြင်အောင်လုပ်နိုင်ခဲ့ပြီဗျာဒီ model တွေအရာဆိုရင်ဆိုင်တစ်ဆိုင်ဖွင့်ဖို့ကခဏဦးရင်းနှီးမြှုပ်နှံမှုဟာ1.48တန်းဘတ်ပဲကုန်တော့မှာပါ ခဏလေး1.48တန်းပါဆိုတော့မြန်မာငွေနဲ့ဆိုရင်ဘတ်14တန်း8တန်းဝန်းကျင်လောက်ပဲရှိရပါဒေါ်လာ1တန်းကျော်ကုန်မနေရမှာဘတ်14သိန်းကျော်ပဲကုန်တော့မှာဆိုတော့အများကြီးကွာသွားပြီနော် ဟုတ်တယ်တော်တော်လေးကိုယော့သွားတာ ဒါဆိုရင်ကျန်တဲ့ယင်းနှိမ့်မြုံမှုအကြီးကြီးတွေကိုဘယ်သူကစိုက်ထုတ်ပေးလာလဲ CPO ကပဲအကုန်တာဝန်ယူလိုက်တာလားရှင် ဟုတ်ပါတယ်ဗျာရုံးချုပ်တော့မဟုတ် master franchise ဖြစ်တဲ့ CPO ကငွေကြေးအရင်းအနှီးအများစုကိုအကုန်အကျခံပေးလိုက်ပါတယ်ဗျာ တော်တော်မိုက်တဲ့အစီအစဉ်ပဲ ဒီလိုလုပ်လိုက်ခြင်းအပြင်ဆိုင်ခွဲပိုင်ရှင်ဟာငွေကြေးအများကြီးစိုက်ထုတ်ရတဲ့ယင်းဒီမြင့်နံတူဘွားကနေနေ့စဉ်လဲပတ်မှုနဲ့အယောင်မြင့်တန်ရေးကိုပဲအဓိကအာရုံစိုက်ရမယ်အယောင်မန်နေဂျာတူလိုမျိုးဖြစ်သွားပါတယ်ဗျာ ဒါဆို Simation တွေအတွက်အလုပ်လုပ်ရတာပိုရှင်းခါတာပေါ့ ဟုတ်တယ်ပြီးတော့သူတို့တတ်မှတ်ထားတဲ့အယောင်ဖြစ်မှပြည့်သွားတယ်ဆိုရင်လေ20%အနေ30%အထိအဖို့စုကြီးbonus ပေါ့ဗျာအဲ့ဒါရမယ်စနစ်ကိုပါထည့်သွင်းပေးထားတယ် အခုမှသဘောပေါက်လို့လေဒါကစိတ်ပညာရတိကိုအစွမ်းထက်တဲ့နီလာမဲ့ရှင်ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာငွေကြေးအရင်းအနှီးအမြောက်အများရှိတဲ့တတိတွေရှာဖို့ခက်ပေမဲ့ကိုယ့်ရက်ကွက်ကိုဒေတာရဲ့အခြေအနေကိုကောင်းကောင်းနားလည်ပြီးကြိုးကြိုးစားစားအလုပ်လုပ်ချင်တဲ့အရေးချင်းရှိတဲ့စွန့်ဦးတီထွန်းသူလူငယ်တွေအများကြီးရှိတယ်လी ဒါပေါ့ဗျာအများကြီးရှိတာပေါ့ အဲ့ဒီလိုလူတွေကိုဒီ view ဟာကအလွယ်တကူဆွဲဆောင်နိုင်သွားစေတယ်ငွေမလိုဘူးလောက်အားနဲ့အရေးချင်းပဲလိုတယ်ဆိုတဲ့သဘောပေါ့ဒါပေမဲ့ဒီနေရာမှာမေးစရာတစ်ခုပေါ်လာပြီ ။ဘာများလဲဗျာ CPO မှာကငွေကြေးလည်းအလုံးလောက်ရှိတယ်ဟိုလေ data တွင်းမှာအောင်မြင်နေတဲ့ type B type C စီးပွားရေးပုံစံလည်းရှိနေတယ်ဒါဆိုရင်ဘာကြောင့်မြန်မာနိုင်ငံကိုအခုအချိန်ထိဝင်ရောက်မလာနိုင်သေးတာလဲရှင်တကယ်ဆိုရန်ကုန်မြို့တစ်ခွင်မှာ 7-Eleven ဆိုင်တွေပြည့်နှက်နေရမယ့်အချိန်ရောက်နေပြီလေ ။ဒါကတကယ်ကိုအဓိကကြတဲ့မေးခွန်းပါပဲ။အဖြေကတော့ငွေကြေးကြောင့်လည်းမဟုတ်ဘူး။နီးပညာကြောင့်လည်းမဟုတ်ဘူးယာ။ ဒါဆိုဘာကြောင့်များလဲ ဥပဒေပိုင်းဆိုင်ရာအင်မတန်ကြီးမားတဲ့အဟန့်အတားတစ်ခုတည်ရှိနေလို့ပါပဲ။စီးပွားရေးနဲ့ကုသရေးဝယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားတဲ့အမိန့်ကြော်ညာစာအမှတ်25/2018ကိုလေ့လာကြည့်ရင်အဲ့ဒီအဟန့်အတားကိုတွေ့ရပါလိမ့်မယ်ဗျာ။ အေးဥပဒေလားအေးဥပဒေကိုဖတ်ကြည့်ရင်အစားပိုင်းမှာတော့နိုင်ငံခြားကုမ္ပဏီတွေကိုမြန်မာနိုင်ငံမှာလက်လီလက်ကရောင်းချခွင့်ပြုထားတယ်လို့ဆိုထားတယ်နော် ဟုတ်တယ်အစားပိုင်းကအဲ့လိုပဲဆိုထားတာ ဒါပေမဲ့တေချာထပ်ဖတ်ကြည့်လိုက်တော့မှတကယ်ကိုကြီးမားတဲ့ထောင်ချောက်တစ်ခုပါနေတာသွားတွေ့ရတယ်နိုင်ငံခြားကုမ္ပဏီများအနေနဲ့လက်လီဆိုင်ဖွင့်မှဆိုရင်ဆိုင်ရဲ့အကျဉ်းချင်း area ကအနည်းဆုံးစတူရာမီတာ920
ကိုအထက်ရှိရမယ်တဲ့ ဟုတ်တယ်ပါဗျာအဲ့အချက်ပဲ အလွယ်ပြောရရင်စတူရန်ပေ1000အထက်ရှိရမှာလေစတူရန်ပေ1000ဆိုတာစဉ်းစားတာကြည့်တော့ဒါကကုံစုံဆိုင်လေးမှမဟုတ်တော့လားဘောလုံးကွင်းတကွင်းစားနီးပါးလောက်ရှိနေပြီဆိုင်ထဲဝင်ပြီး Slurpee Fuse ကိုရှာဖို့တောင်မြေပုံလိုမဲ့ညီထားမျိုးဖြစ်နေပြီလေ ဟာဟုတ်တယ်ဗျာတော်တော်ကြီးသွားပြီ တာမန် 7-Eleven ဆိုင်လေးတွေကစတူရန်ပေညာ1500လောက်ပဲအကျယ်ဆုံးရှိရဆိုတော့လေ 7-Eleven အနေနဲ့သူတို့ရဲ့ပုံမှန်ဆိုင်ငယ်လေးတွေကိုနိုင်ငံခြားကုမ္ပဏီအမည်နဲ့တိုက်ရိုက်ဖွင့်ခွင့်လုံးဝမရှိဘူးဖြစ်နေလားပေါ့ ဆိုတဲ့ကန်တက်ချက်ကတကြီးကိုတားဆီးထားတာပါဗျာဒီဥပဒေရဲ့ရည်ရွယ်ချက်ကအလွန်ရှင်းလင်းပါတယ်ပြည်တွင်းမှာရှိတဲ့ကုံစုံဆိုင်ငယ်လေးတွေမိသားစုပိုင်ဆိုင်လေးတွေကိုနိုင်ငံခြားကုမ္ပဏီကြီးတွေရဲ့ကြီးမားတဲ့ရှင်းပြိုင်မှုတန်ကနေကာကွယ်ပေးဖို့ရည်ရွယ်ထားတာပါ အေးဒေတာခန်ဒီကိုကာကွယ်ပေးတဲ့သဘောပေါ့ ဟုတ်တယ်ဗျာဒါကြောင့် 7-Eleven လို့နိုင်ငံတကာအမှတ်တန်စိတ်ကြီးတွေဟာသူတို့ရဲ့ကိုယ်ပိုင်ဆိုင်တွေကိုတိုက်ရိုက်လာဖွင့်လို့လုံးဝမရပါဘူး ဒါဆိုရင်ဥပဒေရတိုက်ရိုက်ဖွင့်ခွင့်မရှိဘူးဆိုတော့ CPO ကလက်လျှော့လိုက်မှာလားသူတို့အလွယ်ဒီကူနဲ့တော့အရှုံးပေးမဲ့ပုံမပေါ်ဘူး ဘယ်ရှုံးပေးပါမလဲဗျာ ကျမတို့ရထားတဲ့အချက်လက်တွေရသူတို့မှာအလွန်ပါနတ်တဲ့ဥပဒေကိုလိမ်မာပါနတ်စွာကိုယ်ရှောင်တော့မဲ့မဟာဖြူဟာမြောက်နီလန်းတစ်ခုရှိနေတယ်လို့သိရတယ် ဒီချက်ကရှိဝါရဲ့ဗျူဟာရတက်ကဲကိုလေးစားလောက်ရှာပါပဲ CBO အနေနဲ့မြန်မာနိုင်ငံမှာဓာတ်ရိုက်လက်လီဖွင့်ခွင့်မရှိတဲ့အတွက်သူတို့ကကုမ္ပဏီကိုလက်လီရောင်းချသူဖြစ်မှတ်ပုံမတင်တော့ဘူးဗျာ ဟဲ့ဒါဆိုဘယ်လိုမှပုံတင်မှာလဲ လက်ကပြန်ချေးဆိုပါတော့ wholesale distributor ကုမ္ပဏီဖြစ်တာမှတ်ပုံတင်ပါလိမ့်မယ်ပြီးတော့မှလက်လီဆိုင်တွေကိုသူတို့ကိုယ်တိုင်မဖွင့်တော့ပဲရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသားပိုင်တဲ့ဒေသခံလုပ်ငန်းငယ်များ MSMESTC ကို sub franchise အနေနဲ့ထပ်မံပေးရမယ်နီလန်းကိုတုံးပါပါ အိုးဒါကတကယ့်ကိုပါနတ်တဲ့ကိုယ်ရှောင်မှုပဲဆိုင်ဒီကအမီပေါက်အရာတင်ရခိုင်နှုန်းဒေသကနိုင်ငံသားပိုင်ဖြစ်သွားတဲ့အတွက်စတိုရမီတာကိုဆက်ပြရမယ်ဆိုတဲ့နိုင်ငံခြားသားကန့်သက်ချက်ဥပဒေထဲကနေအလိုလိုကင်းလွတ်ခွင့်ရသွားတာပေါ့ ဟုတ်ပါဗျာဥပဒေနဲ့အညီရှောင်ထွက်သွားတာပါ ဒါပေကွေးကြီးစံတစ်ခုရှိတာကဒီလို sub franchise တွေအများကြီးပေးလိုက်ပြီဆိုရင်အဲ့ဒီဆိုင်မိုင်ရှင်အသစ်တွေကိုပစ္စည်းတွေအချိန်မီပို့ပေးဖို့အရေးသွေးထိန်းချုပ်ဖို့အတွက်အင်မတန်ခိုင်မာတဲ့ထောက်ပံ့ရေးရန်တရားကြီးတစ်ခုတော့လိုအပ်လာပြီးဒါကိုသူတို့ဘယ်လိုဖြေရှင်းမလဲရှင် ဒီအတွက်သူတို့မှာချိုတင်ပြင်ဆင်မှုတွေရှိပြီးသားပါဗျာဒီအချက်ကိုပိုကျယ်ပြန့်တဲ့မြင်ကွင်းနဲ့ချိတ်ဆက်ကြည့်မယ်ဆိုရင် CB Group ရဲ့အမြောက်မြင်ကြီးမားပုံကိုတွေ့ရပါလိမ့်မယ်သူတို့ဟာမြန်မာနိုင်ငံကိုဘယ်လာသက်သက်ဝင်လာမှာမဟုတ်ပါဘူး ကြိုတင်ပြင်ဆင်ထားတာတွေရှိတယ်ပေါ့ ရှိတာပေါ့ဗျာ CB Group ရဲ့လက်ကားလုပ်ငန်းခွဲဖြစ်တဲ့ CP Extra တို့မဟုတ်ကျွန်တော်တို့အားလုံးသိကြတဲ့ Macro ဟာ2020ခုနှစ်ကတည်းကရန်ကုန်မှာလာရောက်ဖွင့်လှစ်နေပြီဖြစ်ပါတယ် အော်ဟိုတာပဲမာခရိုကရှိနေပြီ ဟုတ်တယ် Macro မှာ Kid Me A ခန်းစနစ်တွေဒေသခံတောင်တူတွေကုန်ကျန်းထုတ်လုပ်သူတွေနဲ့ချိတ်ဆက်ထားတဲ့ကွန်ရက်တွေနောက်ပြီးခိုင်မာတဲ့ထောက်ပံ့ရေးကွင်းဆက် supply chain ကြီးကအသင့်တရှိနေပါပြီ ဒါဆိုရင် micro ဟာ 7-Eleven အတွက်မြန်မာနိုင်ငံကိုကြိုတင်ဆေးလောက်ထားတဲ့ Trojan Million တမဟုတ် Trojan Horse ကြီးပေါ့ မှန်ပါတယ်ဗျအဲ့လိုတင်စားလို့ရပါတယ် 7-Eleven ဝင်လာဟိုအတွက်လမ်းကြောင်းရှင်းပြထားတာဆိုင်နေစဖွင့်လာတဲ့တပ်လိုက်နဲ့လိုအပ်တဲ့ပစ္စည်းတွေကိုချက်ချင်းဖြန့်ဝေပေးနိုင်မဲ့ထောက်ပံ့ရေးကြောယူအနေနဲ့အသင့်ရှိနေအောင်ပြင်ဆင်ထားတာပဲ အတိအကျပါပဲဗျာ 7-Eleven ရဲ့အသက်ကအဲ့ဒီထောက်ပံ့ရေးကွင်းဆက်ပဲလေဥမာပြရင်ထိုင်းနိုင်ငံတောင်ပိုင်းကသူတို့ရဲ့ဖြန့်ချီတဲ့စင်တာတွေမှာဆိုရင် Interroll လို့ကုမ္ပဏီတွေကထုတ်လုပ်တဲ့စက်ရုပ်နည်းပညာသုံးစနစ်တွေကိုအသုံးပြုနေတာပါ အော်စက်ရုပ်တွေနဲ့တောင်သုံးနေလား ဟုတ်တယ်ဗျာနေ့စဉ်ကုန်ပစ္စည်းမျိုးစားသမို့ SKU ပေါင်း1500ကျော်ကထူပါလီစီဗီထောင်ကျော်ကိုအလို့အလျောက်စနစ်တွေနဲ့ခွေကြပြီးဆိုင်တွေကိုအချိန်မီပို့ဆောင်ပေးနေတာပါမြန်မာနိုင်ငံကိုဝင်လာရင်လည်း Macro ရဲ့လက်ရှိရန်တရားကိုအခြေခံပြီးဒီလိုခေတ်မီဖြန့်ချီကွန်ရက်ကိုအလွယ်တကူတည်ဆောက်နိုင်မှာဖြစ်ပါတယ်။ရာဂိုင်နှုန်းကိုယုံချုပ်ကိုပေးရတယ်ဆိုတာ 7-Eleven ဆိုတဲ့စိုင်းဖို့နာမည်ကခုတည်းအသက်မဟုတ်ဘူးဗျာ။ပစ္စည်းပြက်လက်မှုလုံးဝမရှိစေမဲ့ပစ္စည်းအလေးအလွင့်နေပါစေမဲ့တက်ချေကိုက်မဲ့ဒီလိုအစစ်မဲ့နိပညာတုံးထောက်ပံ့ရေးစနစ်ကြီးတစ်ခုလုံးကိုတုံးဆွဲခွင့်ရဖို့အတော့ပါပေးရတာလို့နားလည်ရပါမယ် ဟုတ်ပြီဥပဒေကိုရှောင်ကွင်းနိုင်မဲ့နီးလန်းလည်းရှိနေပြီမက်ခရိုလိုသွေးကြောကြီးကလည်းအသင့်ရှိနေပြီဆိုတော့မြေပြင်မှာသူတို့တကယ်ပဲချောချောမွေ့မွေ့လိုက်အလွယ်တကူအောင်မြင်သွားနိုင်တော့မလားရှင်ကျွန်မထင်တာတော့တိတ်မလွယ်သေးဘူးထင်တယ်ဘာလို့လဲဆိုတော့တကယ်မြေပြင်အခြေအနေမှာအခွန်စနစ်တွေပြိုင်ဖက်တွေနောက်ပြီးလုံခြုံရေးဆိုင်ရာပုံဝန်းကျင်အခြေအနေတွေကိုပါထည့်စဉ်းစားရအောင်မလေး မှန်ပါတယ်ဗျာဒီလိုတိကျမြန်ဆန်တဲ့ထောက်ပံ့ရေးကွင်းဆက်ကြီးအလုပ်ဖြစ်ဖို့ကုန်ကားတွေအချိန်မီတွာလာနိုင်ဖို့ဆိုတာတည်ငြိမ်တဲ့ပတ်ဝန်းကျင်လိုအပ်ပါတယ်
ကျွန်တော်တို့ဖတ်ရတဲ့အစီရင်ခံစာတွေအရဆိုရင်နိုင်ငံတကာလုပ်ငန်းကြီးတွေကဖွံ့ဖြိုးဆဲနိုင်ငံတွေမှာယင်းနှမြုံနိုင်တော့မယ်ဆိုရင် ADMM လို့အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးကချမှတ်တဲ့ပုံသဘောတူညီချက်တွေနိုင်ငံရေးနဲ့လုံခြုံရေးဆိုင်ရာမူပေါင်းတွေကိုအများနဲ့အလေးထားဆောင်ကြည့်လေ့လာလေ့ရှိကြတယ် ဟုတ်တယ်လုံခြုံရေးကအရေးကြီးတာကို ။ဘာလို့လဲဆိုတော့လုံခြုံရေးမတည်ငြိမ်ဖို့ဆိုရင် just in time လို့ခေါ်တဲ့အချိန်ကိုက်ကွန်စီပို့ဆောင်ရေးစနစ်ကြီးတစ်ခုလုံးပြိုကျသွားနိုင်လို့ပါပဲဗျာ။ ဒါကမခွဲခြားနိုင်တဲ့အစိတ်ပိုင်းတစ်ခုပါပဲဒီလိုမခရိုအခြေအနေတွေကိုထဲတွက်ပြီးတဲ့နောက်မှာစီးပွားရေးတက်တက်ထက်ကြည့်မယ်ဆိုရင်အခုံပိုင်းမှာကဘလို့အားသာချက်တွေရှိနေတယ်လဲရှင် အခုပိုင်းမှာတော့ data ခန့်စုံဦးထီရွန်သူတွေတာတရင်ကောင်းတစ်ခုရှိပါတယ်ဗျာ2026ခုနှစ်ပြည်ထောင်စုအခွန်အကောက်ဥပဒေအရတနစ်ကိုဝင်ငွေကျပ်သိန်း200အောက်ရှိတဲ့ MSME လုပ်ငန်းတစ်တွေကို corporate ဝင်ငွေခွန်CID ပေါ့နော်အဲ့ဒါကို3နှစ်ကင်းလွတ်ခွင့်ပေးထားပါတယ် ဟာအခွန်3နှစ်ကင်းလို့ခွင့်ပေးတာတော်တော်ကောင်းတာပဲ ဟုတ်တယ်ဗျာဒီချက်က7-11ရဲ့စိုင်ကွဲပိုင်ရှင်အသစ်တီအတွက်အစပိုင်း3နှစ်မှာအခွန်ဝန်ထုတ်ဝင်ဖို့မရှိပဲငွေကြေးလေပတ်မှုအားကောင်းစေပြီးအသက်ရှူချောင်စေမယ်အလွန်ကောင်းတဲ့အချက်ပါပဲ ဒါပေမဲ့အဲ့ဒီလိုအသက်ရှူချောင်ဖို့နေရာကောင်းရှာရတာကလည်းပြဿနာတစ်ခုပဲနော်ဆိုင်ဆောက်တဲ့အခါလိုက်နိုင်ရမယ့်ဥပဒေတွေဘယ်နေရာမှာဆိုင်ဖွင့်ခွင့်ရှိတယ်ဆိုတဲ့ဇုံသတ်မှတ်ချက်တို့မို့ဇုံနဲ့ဥပဒေတွေကအရေးပါလာပြန်ရော ဟုတ်ပါတယ်ဗျ2026ဆော်လိုရေးကန်တာဖွံ့ဖြိုးတိုးတက်ရေးဥပဒေအရဆော်လိုရေးလုပ်ငန်းရှင်တွေတရားဝင်မှတ်ပုံတင်ထားဖို့လိုအပ်ပါတယ်ဒါကြောင့်7-11အနေနဲ့ကိုင်ရည်တဲ့အရေးသွေးမီ contractor တွေကိုတေချာရွေးချယ်ရပါတော့မယ် မှတ်ပုံတင်ထားတဲ့တူတွေပဲငှားလို့ရတော့မှာကို နောက်တစ်ချက်ကဇုံစက်မှတ်ချက်ပါဗျာတောင်ကိုရီးယားနိုင်ငံရဲ့ဥမာကိုကြည့်ရင်ပြီးခဲ့တဲ့ဧပြီလကမှာဥပဒေပြင်ဆင်ပြီးစက်မှုဇုံတွေစက်ရုံတွေကြားမှာကုန်စုံဆိုင်တွေဖွင့်ခွင့်ပေးလိုက်ပါတယ်မြန်မာနိုင်ငံကစက်မှုဇုံတွေမှာရောအဲ့ဒီလိုလွတ်လွတ်လပ်လပ်ဖွင့်ခွင့်ပြုမပြုဆိုတာက7-11အတွက်အလွန်အရေးပါတဲ့အချက်တစ်ခုဖြစ်လာမှာပါ ဟုတ်တယ်စက်ယုံလောက်တာတွေဆိုတာညာဆိုင်ချင်းအစားတောက်လွယ်လွယ်ကူကူဝယ်ချင်တဲ့သူတို့ရဲ့အဓိကဖောက်တယ်ဖြစ်နေလို့လေ ဒါပါဗျာအဲ့ဒီနေရာတွေကဈေးကွက်ကောင်းနေပဲ နှုတ်ထက်အကြီးမားဆုံးအဟန့်အတားတစ်ခုကြံနေတယ်ရှင်ပြိုင်ဘတ်တယ်7-11မဝင်လာခင်ကတည်းကပြည်တွင်းကပြိုင်ဘတ်ကြီးတွေကဈေးခွက်ကိုအခိုင်အမာနေရာယူထားပြီးပြီ ပြည်တွင်းကကုမ္ပဏီတွေကတော်တော်လေးအားကောင်းနေပြီလေ franchise ဆိုင်ကြီးပဲ65ဆိုင်ကျော်ရှိနေပြီ သူတို့လည်းတဖြည်းဖြည်းချက်လာတာပဲ ဘိုဘီစိတ်ဝင်စားစရာကောင်းတဲ့ပြူဟာတစ်ခုက GNG ဆိုင်တွေထဲမှာ Wellington စိတ်ဆိုင်တွေကိုပါထည့်သွင်းဖွင့်လှစ်လာတာပဲကုံစုံလဲဝယ်လို့ရမယ်ဆေးလဲဝယ်လို့ရမယ်ဆိုတော့ဖောက်သေးတွေကိုထပ်ပြီးဆွဲဆောင်ထားနိုင်တဲ့ပြည်တွင်းကုမ္ပဏီတွေရဲ့ပါနတ်တဲ့တန်ရန်ဖြူဟာတစ်ခုပဲရှင် မှန်ပါတယ်ဗျပြိုင်ဘက်က GNG တခုတည်းမဟုတ်ပါဘူး City Express လို့ပြိုင်ဘက်တွေကလည်းရှိနေပါသေးတယ် သူတို့ကတော့ဘယ်လိုအားသာချက်ရှိလဲရှင် City Express ဆိုရင် franchise ယူတဲ့သူတွေကိုကနူးပေးသွင်းရမယ်စပောင်ငွေလုံးဝမတောင်းတဲ့ပုံစံမျိုးနဲ့ဆွဲဆောင်ထားပါတယ်ကိုရင်ရင်းမြမြုံနာမိုင်းဆွမ်းရှိတယ်ဒါပေမဲ့စပောင်ငွေများကြီးမမြုံနိုင်ခြင်းတဲ့ဒေတာခန်တွေအတွက်တော့ဒါကပိုပြီးလွတ်လပ်မှုရှိတဲ့စနစ်တစ်ခုပါဗျာ အော်စပုံဝဲမလို့ဆိုတော့တို့များများစိတ်ဝင်စားမှာပဲ အရေးကြီးဆုံးအချက်ကဒီပြည်တွင်းကုမ္ပဏီတွေဟာနိုင်ငံခြားကုမ္ပဏီတွေလိုစတွဲမီတာ919ဥပေကိုလိုင်းနာစရာမလိုတဲ့အတွက်မျိုးတွေကလူစီကားတဲ့နေရာကောင်းမှန်တမျှကိုကြိုတင်ပြီးနေရာဦးထားနိုင်ခဲ့ကြပြီဖြစ်ပါတယ်7-11ဝင်လာရင်နေရာကောင်းရှာဖို့တော်တော်လေးရုန်းကန်ရပါလိမ့်မယ်ဗျာ တကယ်ပဲနော်ပြီးတော့နောက်ထပ်သတိထားရမယ့်အချက်တစ်ခုကမြန်မာနိုင်ငံမှာတိကျတဲ့ franchise ဥပဒေတည်တဲ့မရှိသေးဘူးဆိုတဲ့အချက်ပဲလက်ရှိမှာတော့1892ခုနှစ်စာချုပ်စာတမ်း Act ဥပဒေသို့မဟုတ် Contract Act ကိုပဲခြေခံပြီးအားလုံးကိုခြုံငုံသုံးစွဲနေရတယ်ဒါဟာ7-11လို့ကမ္ဘာ့ဆင်ကုမ္ပဏီကြီးတစ်ခုအတွက်တော့တော်တော်လေးစွန့်စားရတဲ့ဥပဒေပတ်ဝန်းကျင်ပဲရှင် ဟုတ်ပါတယ်ဗျာဥပဒေကြောင်းအရာပြီးချက်အကာအကွယ်ပေးချတာမရှိတဲ့အတွက်မူပန်ဒီခွင့်တွေသူတို့ရဲ့လုပ်ငန်းလေပတ်မှုကုန်ထွယ်မှုရိုးဝချက်တွေကိုကာကွယ်ဖို့ကအတော်လေးစိန်ခေါ်မှုတစ်ခုဖြစ်နေပါတယ် အတူခိုခံရမှာစိုးရင်ရလာပေါ့ ဒါပေါ့7-11ရဲ့နီးပညာတွေလေပတ်မှုစနစ်တွေကိုတခြားသူတွေကအလွယ်တကူအတူခိုးတာမျိုးမထည့်အောင်စာချုပ်တဲ့အခါအလွန်တိကျပြတ်သားတဲ့အချက်လက်တွေထည့်သွင်းမှုကြိုတင်ပြင်ဆင်ထားရပါလိမ့်မယ်ဗျာ အဲ့ဒီတော့ဒီနေ့ဆွေးနွေးခဲ့တဲ့အချက်လက်တွေအားလုံးကိုခြုံငုံကြည့်လိုက်မယ်ဆိုရင်လေ7-11မြန်မာနိုင်ငံကိုဝင်ရောက်လာဖို့ကြိုးပမ်းတယ်ဆိုတာကျမတို့ထင်လို့ရုပ်ရှင်နဲ့ဆိုင်လေးတစ်ဆိုင်လာဖွင့်တာမျိုးလုံးဝမဟုတ်ပါဘူး လုံးဝကိုမဟုတ်တာပါဗျ
တဟာဥပဒေပိုင်းဆိုင်ရာကန့်တက်ချက်တွေဖြစ်တဲ့12မီတာ999ဥပဒေကိုရှောင်ကွင်းဖို့အတွက်မက်ခရိုလိုလက်ကဖြင့်ကြီးလင်ဂျာကိုထိုဂျင်မြဲဖြစ်အောင်တုံးချရမယ်အပြင်အခွန်စနစ်အပြောင်းလဲတွေဇုံတက်မှတ်ချက်တွေနဲ့ပြည်တွင်းပိုင်ဘက်တွေရဲ့ကြီးမားတဲ့စိန်ခေါ်မှုတွေကိုပါအသေးချာတွက်ချက်ပြီးမှကစားရမယ့်မဟာဗျူဟာမြောက်စစ်တွင်းကစားပိုက်တစ်ခုဖြစ်တယ်ဆိုတာအထင်ရှားတွေ့မြင်ရပါတယ်။ 7-11ဆိုတဲ့နာမည်လေးတစ်ခုတည်းနဲ့တော့ဒီဈေးကွက်ကိုအလွယ်တကူသိမ်းပိုက်နိုင်မှာမဟုတ်ပါဘူးရှင်။ အတိအကျပါပဲဗျာအထူးသဖြင့်ယုံချုပ် Master Franchise ဖြစ်တဲ့ CPO နဲ့ဒေသခံဆိုင်ခွဲပိုင်ရှင်ဆိုတဲ့အလွှာ3လွှာကြားမှာအကျိုးမြတ်ခွဲဝေမှုတွေကိုဘယ်လိုများတောင်လုပ်မလဲဆိုတာတိတ်အရေးကြီးတယ်။မှန်ပါတယ်။ပြီးတော့ Macro ရဲ့ထောက်ပံ့ရေးရန်တရားကိုဘယ်လောက်အထိရောက်အသုံးချနိုင်မလဲ။နောက်ပြီးဒီစနစ်တိကျတဲ့ကိုဝင်လာဖို့ပြည်တွင်းကစွန့်တီထွန်းတူတွေကိုဘယ်လောက်အထိဆွဲဆောင်နိုင်မလဲဆိုတာက 7-11ရဲ့အောင်မြင်မှုကိုအဓိကအဆုံးအဖြတ်ဖြစ်မဲ့အချက်တွေပဲဖြစ်ပါတယ်ဗျာတကယ်ကိုစိတ်လှုပ်ရှားစရာကောင်းတဲ့စီးပွားရေးအားပြိုင်မှုတစ်ခုပါပဲကဲနောက်ဆုံးအနေနဲ့ဆက်လက်တွေးတော့ဟိုမဲဟွန်းတစ်ခုခြံထားခဲ့ခြင်းပါတယ်ဗာများလေဗျာ7-11ရဲ့စီးပွားရေးပုံစံဆိုတာကဘာတဝုံမှာအမားကြီးမရှိတွက်ချက်ထားတဲ့တိကျလို့နဲ့စနစ်ကြီးတစ်ခုပါပဲဒါပေမဲ့အဲ့ဒီလိုတင်းကျပ်တဲ့စနစ်ကြီးတစ်ခုကကြိုတင်ခန့်မှန်းရခက်ပြီးအမြဲပြောင်းလဲနေတဲ့မြန်မာနိုင်ငံလိုဖြန့်ဖြိုးဆဲဈေးကွက်တစ်ခုနဲ့လာတိုက်မိတဲ့အခါဘာဆက်ဖြစ်မလဲ7-11ရဲ့ခေတ်မီစနစ်ကြီးကပဲမြန်မာလက်လီဈေးကွက်ယဉ်ကျေးမှုတစ်ခုလုံးကိုပြောင်းလဲပစ်လိုက်မလားဒါမှမဟုတ်မြန်မာနိုင်ငံရဲ့ထူးခြားတဲ့အခြေအနေတွေကပဲ7-11ကိုသူတို့ရဲ့ကမ္ဘာလုံးဆိုင်ရာစီးမြင့်ဟောင်းတွေကိုဖျက်ပြီးအသိပြန်ရေးဖို့ဖိအားပေးသွားမလားဆိုတာကတော့ကျမတို့အားလုံးစောင့်ကြည့်ရပဲအမတန်စိတ်ဝင်စားဖွယ်အချက်ပဲဖြစ်ပါတယ်ဆက်လက်တွေးတော့ကြည့်ကြပါအောင်ရှင်အခုလိုချင်းပေးနားဆင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်